အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘောလုံးလောကရဲ့အပြုံးပိုင်ရှင်ဂန်ဒဝင်းကစားသမားကြီးရိုနယ်ဒင်ဟိုဘလုံးတော်စုပေးပွဲကိုတက်ရောက်လာချိန်မှာတခြားကစားသမားတွေရဲ့အံ့အားသင့်စရာတုံ့ပြန်မှုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရိုနယ်ဒင်ဟိုပွဲချင်းပရာနေရာကိုရောက်ရှိလာတဲ့အခါမှာပရိသတ်အားလုံးကတညီတညွတ်မတ်တက်ရက်ပြီးသူ့ကိုဂုဏ်ပြုလက်ခုပ်တီးခဲ့ကြပါတယ်ဒါပေမဲ့အထူးခြားဆုံးကတော့လက်ရှိနာမည်ကြီးနေတဲ့ကစားသမားတွေရဲ့တုံ့ပြန်မှုတွေပါပဲအရင်ဆုံးလူငယ်ကျယ်ပွင့်လာမင်းယာမဟာသူ့ရဲ့အားကြရတဲ့စူပါစတာကြီးကိုမြင်လိုက်ရတဲ့အခါမှာမနေနိုင်ပဲပြေးပြီးဖတ်လဲတကယ်နှုတ်ဆက်ခဲ့ပါတယ်ဒါဟာဒီဘရာဇီးဂန်ဒဝင်းအပေါ်သူထားရှိတဲ့အလေးမြတ်ထားမှုကိုပြသနေတာပါဒါဒီမကသေးပါဘူးဘရာဇီးအသင်းဖော်ရာဖီညာဆိုရင်လေသူ့ရဲ့ idol ဖြစ်သူကိုမြင်ပြီးခဏတာငေးကြည့်နေခဲ့ပါတယ်ပြီးတော့သူတို့နှစ်ဦးရင်းရင်းနှီးနှီးဖတ်လိုက်တဲ့အချိန်ဟာဘရာဇီးမျိုးဆက်သစ်တီချားတဲ့ကလှပတဲ့အခိုက်အတန့်လေးတစ်ခုဖြစ်ခဲ့ပါတယ်ကွင်းထဲမှာပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့မှုတဲ့လူးစ်ဗီဂိုတောင်မှသူ့ရဲ့ပြိုင်ဘက်ဟောင်းကြီးကိုလှိုက်လိုက်လဲလဲနှုတ်ဆက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဦးစမန်တမ်ဘီလီနဲ့ရိုနယ်ဒင်ဟိုတို့ရဲ့တွေ့ဆုံမှုကပွဲကြည့်ပရိသတ်တွေကိုကြည်နူးစေခဲ့ပါတယ်ဒါဟာဘောလုံးလောကမှာအရေးအချင်းတက်ဖို့အရေးကြီးလေလေးစားမှုဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်